အဲ့ဒီအကောက်အတုကကျွန်တော်ပြမယ်အခုဒီမှာကျွန်တော်ပြထားတဲ့အကောက်အတုကဒီအကောက်ကအတုနော် तू ကအတုအဲ့ဒီအကောက်ကဘာလို့လဲဆိုတော့ဟိုးလွန်ခဲ့တဲ့တလားလောက်က तू ကအလှူတွေလိမ်ပြီးခံတယ်နော်ကျွန်တော်အကောက်ပါဆိုပြီးတော့ဟောနော်လိုင်သာကိုကြီးအကောက်သူအလှူတွေလိမ်ခံတယ်လိမ်ခံတဲ့အခါကျတော့ကျွန်တော်ဒီအကောက်ကိုအတုဖြစ်တဲ့အကြောင်းကျွန်တော်က line ပေါ်တင်တဲ့အခါကျတော့ तू ကဘာပြောလဲဆိုတော့ကျွန်တော်ချက်ပေါက်ကနေလာပြီးတော့သူ့အကောက်ကိုအတုလို့ထပ်မပြောဖို့ကျွန်တော်သတိလာပေးတယ်ပေါ့ထပ်ပြီးပြောတယ်ဆိုရင်တော့ तू ဟိုငပိနဲ့ဝတ်သားနဲ့လဲရလိမ့်မယ်ပေါ့ကျွန်တော်ဒီလိုအခု तू တင်တယ်လို့မျိုးပေါ့နော်ကျွန်တော်မဟုတ်မဟတ်တွေတင်မယ်ပေါ့နော်ကျွန်တော်သူများအထင်ကြီးလွဲစရာအထင်ဆောင်းစရာတွေပေါ့နော်ဒီမိန်းကလေးကိစ္စတွေတင်မယ်နိုင်ငံရေးကိစ္စတွေတင်မယ် तू ကမဟုတ်မဟတ်တာတွေ तू ကတင်မယ် तू အလူခံစားလို့လိန်လို့မရရင် तू ကတင်မယ်ဆိုပြီးကျွန်တော်လာပြီးတော့ तू ကဟိုသတိပေးချင်းကြောက်သွားတာပေါ့အဲ့တော့ကျွန်တော်လည်းထပ်ပြီးတင်တယ်နော်ဒီအကောင့်အတုဖြစ်တဲ့အကြောင်းပေါ့နော်အဲ့လိုကျွန်တော်ထပ်တင်တဲ့အချိန်မှာ तू ကအဲ့လိုတွေတင်လာတယ်ပေါ့လေတင်လာပြီးတော့အခု तू ကဘာထပ်လုပ်လဲဆိုတော့အလူထပ်ခံနေတယ်နော်လိုင်သာကိုကြီးအကောက်ဘောယုံမလှူမယုံမလှူနဲ့တော့ဘာလို့အလှူထပ်ခံနေတယ်နော်ကျွန်တော်အကောက်ကလှူခံတဲ့ဟာမရှိဘူးနော်ကျွန်တော်အလှူခံတဲ့ကိစ္စတွေကျွန်တော်မရေးဘူးနောက်ပြီးမိန်းကလေးကိစ္စတွေကျွန်တော်မတင်ဘူးနိုင်ငံရေးကိစ္စကျွန်တော်မတင်ဘူးကျွန်တော်တင်ထားတာလည်းမရှိဘူးနော်နိုင်ငံရေးကိစ္စတွေကျွန်တော်မတင်ဘူးကျွန်တော်နောက်ပြီးတော့ဒီဟိုအလှူခံတဲ့ဟာတွေကျွန်တော်မတင်ဘူးနော်အခုဒီအကောက်တူကသူကအလှူတွေခံတယ်နော်မိန်းကလေးကိစ္စတွေရှောက်တင်တယ်မဟုတ်ကမကတွေလိုက်တင်ပြီးတော့သူအလှခံလို့မရလို့သူကအဲ့လိုတင်တယ်သူတင်တဲ့အခါကျတော့သူကအလှမခံဘူးအဲ့တင်တဲ့အချိန်မှာအခုကျတော့သူကအလှတစ်ခါထပ်ခံတယ်သူပေါ်တော့ရုံးလူမရုံးမလူနဲ့ဆိုပြီးတော့သူဘိုင်ယုံမှာတင်ပြီးတော့အလှခံတယ်ဆိုတော့အဲ့ဒါကျွန်တော်ထပ်ပြောမှဒီအကောင့်ကအတူနော်အဓိကကသူကျွန်တော်ကိုကြိုက်တာပြောကြိုက်တဲ့ဟာကိုပြောကြိုက်တဲ့မဟုတ်ကတွေတင်ဒါတွေကအကုန်လုံးလူတိုင်းသိတယ်ဘောနော်လူတိုင်းသိတယ်ဘယ်သူဘာလုပ်လဲဆိုတော့လူတိုင်းသိတယ်နော်သူကြိုက်တာပြောဟိုလက်ခံတဲ့လူမရှိဘူးနောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့နောက်တစ်ခုဟိုသူ့ရဲ့အကောင့်မှာ follow သွားလုပ်ထားတဲ့လူတွေသူ့အကောင့်မှာ comment ပေးတဲ့လူတချို့ကမသိဘူးတချို့ကသိရတာနဲ့ comment တွေပေးပြီးတော့ comment တွေရေးတာပေါ့နော်တချို့ကကြတော့မသိလို့ဖြစ်ကြနော်သူ့အကောင့်ကတင်တဲ့အကြောင်းအရာတွေမှန်သမျှကျွန်တော်ကလုံးဝတာဝန်မယူဘူးအဲ့ဒီအကြောင်းအရာတွေကျွန်တော်လာမေးတဲ့လူကျွန်တော်ဘလော့နော်အဲ့ဒီအကြောင်းအရာတွေလာမေးတဲ့လူဘလော့မှာဖုန်းဆက်ပြီးမေးဖုန်းဘလော့မယ် TikTok ကနေမေးရင်ချက်ပေါက်ကနေမေးရင် TikTok ဘလော့မယ်နော်လာမေးတဲ့လူဘလော့မယ်နော်အဲ့တော့သူ့အကောင့်မှာ follow ဖြစ်တဲ့လူမှန်သမျှကျွန်တော်အကုန်ဘလော့မှာဟုတ်ကဲ့နော်သူ့အကောင့်မှာ comment သွားမှန်းတဲ့လူတွေလည်းကျွန်တော်တယောက်ချင်းစီတောင်ကျွန်တော်အကုန်ဘလော့ပြင်မှာဘာလို့လဲဆိုတော့ရှုပ်ရှက်ချက်တွေအာယုံနောက်လို့ပါနော်တင်တာတော့သူကကြိုက်တာတင်မသိသူမမိမချေသူကလွတ်လပ်ခွင့်ရှိတယ်တင်နော်မိတဲ့ခါကျတော့စကားပြောရတာပေါ့တဲ့သူကမဟုတ်ကတွေအဲ့လိုပေါ့နော်ဟိုကျွန်တော်နာမည်ပြအောင်သူများတစ်မျိုးထင်အောင်အဲ့လိုတွေတောက်လျှောက်တင်တာတောက်လျှောက်နန်းစတော့တင်တာနောက်ဆုံးသူတင်ပြီးတဲ့အခါကျတော့ဘာလောက်လာလဲဆိုတော့အလှတွေပြန်ခံလာတယ်လိမ်ပြီးတော့ပေါ့နော်သူဟိုလူပေါင်းဒီလိုလူပေါင်းပထမတော့ကထိန်လူပေါင်းဘောင်းဆိုတော့အဲ့လိုလူတယောက်ကပေါ့နော်ဟိုရိုင်းနာတွေနဲ့ရုံမာတာနဲ့အောက်တန်းကြတာတွေကတက်စီဖြစ်တယ်ဗျသူ့မှာကြတော့သူကအကုန်လုံးရှိတယ်အဲ့ဒါကြီးသိရမလားဟိုရိုင်းဆိုင်တာတွေလည်းတင်တယ်ရုံမာတာတွေရောအဲ့တော့အကုန်လုံးသိအောင်ပြောပြတာကျွန်တော်ဘယ်မိန်းကလေးကိစ္စမှ line ပေါ်မတင်ဘူးနော်ဘယ်မိန်းကလေးမှလည်းကျွန်တော်အကြောင်းမတင်ဘူးနော်အဲ့ဒီတစ်ဖက်ကမိန်းကလေးတွေကိုလည်းကျွန်တော်အားနာပါတယ်လို့နော်တစ်ဖက်ကမိန်းကလေးလည်းတချို့မိန်းကလေးဆိုလဲဟိုသူတို့ရှင်းပြထားရရှိတယ်ကျွန်တော်အားနာပါတယ်လို့ကျွန်တော်တောင်းပန်ပါတယ်နော်မိန်းကလေးကိစ္စလည်းကျွန်တော်မတင်ဘူးကျွန်တော်နိုင်ငံရေးလည်းမတင်ဘူးနော်အလှလည်းကျွန်တော် line ပေါ်မှာအလှမခံဘူးလာလှမှကျွန်တော်လက်ခံတာနော်ကျွန်တော်ဖုန်းနံပါတ်ကလည်းကျွန်တော်ဘိုင်ယုံမှာတင်ထားတဲ့ဖုန်းနံပါတ်တစ်လုံးပဲ6443980အဲ့ဒီတစ်လုံးပဲသုံးတယ်အခုကျွန်တော်ပြထားတဲ့အကောင့်ကတော့အတုကျွန်တော်အကောင့်အစ်စ်ကကျွန်တော်အကောင့်အစ်စ်ကနော်ကျွန်တော်အကောင့်အစ်စ်ကကျွန်တော်ဒီမှာနော်ကိုဘချစ်199ကိုဘချစ်199 तू ကအဲ့ဒါကိုကိုဘချစ်1992ဆိုပြီးတော့ तू ကနောက်ကနှစ်ကလေးတစ်လုံးကိုထင်အောင်ထင်မှလုပ်ပြီးတော့ तू ကထည့်ထားတာနော် तू တော့199တိုင်း तू ထည့်လို့မရဘူးကိုဘချစ်199ဆိုမှအမှန်နော်ကိုဘချစ်199ဒါပဲကျန်တဲ့နံပါတ်ဘာမှမပါဘူးကိုဘချစ်199နော်အဲ့ဒါပဲအနောက်က2တွေပါမပါဘူး2တွေပါပါအတုလိမ့်တာနော်အဲ့ဒါလေးအကုန်လုံးသိဖို့ထပ်ပြီးတော့ကျွန်တော်မကြခဏတင်ပေးပါနော်အဲ့ဒါကိုတိနဲ့ကျွန်တော်လာမေးကျွန်တော်ဘလော့မှာတိနဲ့နော်အဲ့ဒီအကြောင်းအရာတွေမိန်းကလေးအကြောင်းအရာတွေလာမမေးနဲ့ကျွန်တော်စိတ်ဝင်စားအဲ့ဒါတွေတင်လဲမတင်ဘူးနော်အဲ့တော့တိနဲ့လာမေးကျွန်တော်ဘလော့မှာနော်အဲ့ဒီအကောင့်မှာ follow လုပ်ထားတဲ့လူကျွန်တော်ဘလော့မှာ comment သွားမှန်းတဲ့လူတွေကျွန်တော်ဘလော့မှာဘာလို့လဲဆိုတော့ဒါကဒီပေါ့နော်ဒီဟိုဒီလူကိုသူတို့အားပေးနေလို့ဒါသူ့ကိုသွားပြီး comment မှတ်တာတွေ follow လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်အကုန်ဘလော့မှာနော်ကျေးဇူးတင်ပါတယ်နော်ဟိုဟာသူများတွေဒါဟိုထင်အောင်ထင်မှဖြစ်ပြီးလိန်ညာခံရမှာဆိုလို့ပါကျေးဇူးပါ